မူကတော့တော်တော်လေးကိုရှုပ်ထွေးပြီးဝမ်းနည်းစရာလည်းကောင်းတဲ့ Crystal Crack ရဲ့အမှုပဲဖြစ်ပါတယ်။အပြင်မှာတော့လေပြီးပြည့်စုံတယ်လို့ထင်ရတဲ့မိသားစုလေးတစ်ခုဒါပေမဲ့တော်တော်ဘောကိုအမောင်ဖုံးသွားစေခဲ့တဲ့ကြောက်စရာကောင်းတဲ့လျှို့ဝှက်ချက်တစ်ခုရှိနေခဲ့တယ်။အဲ့ဒါကဘာဖြစ်မလဲကျွန်တော်တို့အတူတူကြည့်လိုက်ကြအောင်။ဒီအဖြစ်အပျက်ကဘယ်မှာဖြစ်ခဲ့တယ်လဲဆိုတော့ကာလိုရာဒိုပြည်နယ်က Broomfield ဆိုတဲ့မြို့လေးတစ်မြို့မှာဒီမြို့လေးကလေရာဇဝတ်မှုဆိုတာမရှိသလောက်ကိုရှားပြီးအရန်ကိုလုံခြုံအေးချမ်းတဲ့နေရာလေးတစ်ခုပေါ့။ဒါပဲအဲ့လိုဂင်းချမ်းနေတဲ့မြို့လေးကိုရက်ရက်ဆက်ဆက်လူသက်မှုတစ်ခုကဝေလာပြီးတနိုင်ငံလုံးကိုတုံလို့သွားစေခဲ့ပါတယ်။ဒီမှုမှာလေတန်တရားရှိလေသူဟာဘယ်သူလဲဆိုတာအရန်ကိုသိတာနေခဲ့တယ်။ဒါပဲမဲ့တကယ်အန်ဒီရဲ့တကယ်ချင်းချမှုကလူတိုင်းရဲ့ message ရှိတဲ့အိမ်ထဲမှာပဲရှိနေခဲ့တယ်ဆိုရင်တော့ဘယ်လိုလုပ်မလဲ။ကဲဇလန်ကိုအဲ့ဒီလူသတ်မှုဖြစ်ခဲ့တဲ့နေ့ကနေပဲစလိုက်ကြရအောင်2023ခုနှစ်ဒီဇင်ဘာလ14ရက်နေ့တာမန်နဲ့ခင်းလေးတစ်ခုကနေကြောက်စရာကောင်းတဲ့ရားပိမှုရှင်တဲ့တစ်ခုဖြစ်ဘလို့များပြောင်းလဲသွားခဲ့ရတယ်လဲဆိုတာကိုကြည့်လိုက်ကြရအောင်ပါအားလုံးကဖုံးခေါ်တဲ့တစ်ခုကနေဆော့ခဲ့တာပါခရစ်စတရဲ့ကင်မွန်ဒန်ခရက်ကရဲ့စကန်ကိုဖုံးဆက်ပြီးအကူအညီတောင်းခဲ့တယ်သူနီးကိုတမန်တော်ဆော့ပို့တာလဲအကြောင်းမပြန်ဖုံးဆက်တာလဲမကင်တော့အရန်ကိုစိုးရင်နေတဲ့ပုံနဲ့ပါအဲ့ဒီမှာရဲရရှိကအင်ကိုရောက်တော့ပြီးကားကိုတောင်ရဲ့ပစ်ထင်းပေါက်ကနေချောင်းကြည့်လိုက်တဲ့အချိန်မှာပဲလဲနေတဲ့ခန္ဓာကိုယ်တစ်ခုကိုလမ်းတွေ့လိုက်ရတယ်။အချင်းနေမကောင်းဘူးဆိုတာတီးလိုက်ကနဲ့တကားကိုအတင်းချွတ်ဖြစ်ပြီးဝင်လိုက်တဲ့အခါမှာတော့ခေါင်းနဲ့ရင်ဘတ်မှာတန်းရည်အတိနဲ့သေဆုံးနေတဲ့ခရစ်စတယ်ကိုတွေ့လိုက်ရတော့တာပါပဲ။ကဲဒီအမှုမှာစုံစမ်းစစ်ဆေးလို့တဲ့အခါရဲရဲ့နံပါတ်1တန်တရားရှိသူကချက်ချင်းဆိုသလိုကိုပေါ်လာခဲ့တယ်။အဲ့ဒီလူကတော့တခြားသူမဟုတ်ပါဘူး။ခရစ်စတယ်ရဲ့အထက်တန်းကျောင်းတုန်းကရီစာဟောင်းအန်တိုနီဟောလန်ဆိုတဲ့သူပါပဲအန်တိုနီကနှစ်တည်းအကြာကြီးခရစ်စတယ်ကိုအစမပြတ်ဆက်သွယ်ဟိုစူးစမ်းခဲ့တဲ့မှတ်တမ်းတွေရှိနေခဲ့တယ်ကြည့်ပါဦး2005မှာ Facebook နဲ့ပြန်ဆက်သွယ်တယ်2010မှာခရစ်စတယ်အိမ်တော်ကြောက်သွားတာတော့စားရီပို့တော့2016မှာတော့ခရစ်စတယ်ကတော်တော်လို့ပြောပြီးအကောင့်ဖြတ်လိုက်ရတဲ့အထိပဲဒီလိုဆွဲဆွဲလန်းလန်းလိုင်းတော်ရက်နေတဲ့အပြစ်မှုတွေကြောင့်ရဲတွေတော့သူကအထီးကတန်တရားရှိသူဖြစ်သွားတာပေါ့သူပို့တဲ့စားတွေကတခုခုသာကြည့်လိုက်ပါနင်ဝါလိုက်တာကိုတသေးလိုက်ပါလားဘလောက်တောင်ရဆက်ပြီးကြောက်စရာကောင်းတဲ့စကားလုံးတွေလဲဒီစာတွေကချင်းချောက်မှုကတကယ်ကိုပြင်းထန်တယ်ဆိုတာကိုသက်သေပြနေတာပဲဒီချင်းချောက်မှုတွေကိုခရစ်စတယ်ဘလောက်တောင်ကြောက်နေခဲ့လဲဆိုတာလေသူလောက်ခဲ့တဲ့အဆင့်တွေကိုကြည့်ရင်သိနိုင်ပါတယ်ပထမဆုံးရဲကိုတိုင်တယ်ရဲကချက်ချင်းမာမလောက်မပေးနိုင်တော့ကိုယ်ပိုင်စုံထောက်ငါပြီးအဲ့ဒီလူဖဲမှလဲဆိုတာရှာခိုင်းတယ်နောက်ဆုံးမှာတော့ကိုကာကွယ်ဖို့သူဖီရဲ့တိတ်နှက်ကိုတော့ထုံးတက်အောင်တင်ခဲ့ရတဲ့အထိပဲသူတကယ်ကိုသူ့တက်အန်ဒီရဲ့ထဲစိုးရိမ်နေခဲ့တာပါတန်တရားရှိသူကတော့ဒီလိုပဲဆိုပြီးအားလုံးကထင်နေကြပြီမဲ့စုံစမ်းစစ်ဆေးရေးကကြီးမားတဲ့တားဆီးတစ်ခုနဲ့လာတွေ့တော့တာပဲဘာဖြစ်လဲဆိုတော့အန်တိုနီဟောလန်ကလူတက်မှုဖြစ်တဲ့ကော်လိုရာဒိုပြည်နယ်မှာလုံးဝကိုရှိမနေခဲ့ဘူးသူရှိနေခဲ့တာကမိုင်900တောင်ဝဲတဲ့ယူတာပြည်နယ်မှာပါဟုတ်ပါတယ်သူကလူတက်သမားလုံးဝကိုမဖြစ်နိုင်ဘူးဘာလို့လဲဆိုတော့လူတက်မှုဖြစ်တဲ့အချိန်မှာသူကကော့စကိုမှာဈေးဝယ်နေခဲ့တာတက်တဲ့နေနဲ့ဘောင်းချလည်းရှိတယ်ပြီးတော့သူ့ညီမနဲ့တူမတွေကလည်းသူ့နဲ့အတူတူရှိနေခဲ့တယ်ဆိုတာကိုအတိပြုတ်ပေးခဲ့တယ်ဆိုတော့ဒီမှုကလမ်းဆုံးကိုရောက်သွားသလိုပါပဲဒါမဲ့ဇလိုင်းကဒီမှာမဆုံးသေးပါဘူး digital အထောက်အထားသေးလေးတစ်ခုကအမှုတစ်ခုလုံးကိုပြောင်းပြန်လမ်းပေးမဲ့အံအားတင်းစရာအလဲပလောင်းတစ်ခုဖြစ်လာခဲ့ပါတယ်အဲ့ဒီတဲလွန်စားကပါလဲဆိုတော့ IP address ပါပဲဒါကိုအလွယ်ပြောရရင်အင်တာနက်လောကတွေကကိုယ့်ရဲ့အိတ်လိပ်စာလိုမျိုးပေါ့ကိုဘယ်နေရာကနေအင်တာနက်သုံးနေလဲဆိုတာကိုပြပေးတဲ့ digital လက်ပွေရတစ်ခုလိုပါပဲအဲ့ဒီလိပ်စာလေးကပဲအမှန်တရားကိုဖော်ထုတ်ပေးခဲ့တာပါအဲ့ဒီတော့စွန်စမ်းစစ်ဆေးသူတွေကချင်းချောင်းစာရီပို့ခဲ့တဲ့ IP address ကိုချီရခန့်လိုက်တယ်အဲ့ဒီအခါမှာအအောင်ဆရာတွေ့ရှိမှုတစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒီ digital လက်ပွေရကအန်တိုနီဟောလန်ရှိတဲ့ယူတာပြည်နယ်ကနေလာတာမဟုတ်ခဲ့ပါဘူးအဲ့ဒီစာရီလာခဲ့တဲ့နေရာကခရစ်စတယ်ရဲ့ခင်မွန်ဒန်ခက်ကေရုံးက Wi-Fi ကနေဖြစ်နေခဲ့တာပါအဲ့ဒီမှာဒီမှာဖြစ်မှန်တွေကတစ်စစ်ချင်းစီပေါ်လာတော့တာမယ်တကယ်တည်းအခန့်ဒန်ခရက်ရဲ့နောက်ွယ်ကအကြောင်းအရာတွေသူ့ရဲ့လင်းလဲမှုတွေကိုဖော်ထုတ်ကြည့်အောင်ပါသူတို့နှစ်ယောက်ရဲ့ဘဝကအိမ်တဲမှာနေပေမဲ့ကဘာနှစ်ခုလိုကွာခြားနေခဲ့တယ်ခရစ်စတယ်ကကုမ္ပဏီတစ်ခုမှ16နှစ်ကြာတည်ငြိမ်အလုပ်လုပ်ခဲ့တယ်ဒန်ကတော့အလုပ်တစ်ခုပြီးတစ်ခုပြောင်းနေခဲ့တာအိမ်ထောင်ရေးမှာဆိုရင်လည်းခရစ်စတယ်ကဒီလိုအစေအတောင့်များတဲ့အိမ်ထောင်ရေးကနေလွတ်မြောက်ဖို့ကွာရှင်းဖို့စ조사နေတဲ့အချိန်ဒန်ကတော့အချင်းတွေကိုထိန်းချုပ်နိုင်ဖို့အတွက်ချောင်းမြောင်းသူတယောက်ရှိတယ်ဆိုတဲ့ဇလန်းကိုဖန်တီးနေခဲ့တာပါသူရဲ့လက်ဖျားမှုတွေကဒါဒီပဲလားဆိုတော့မဟုတ်သေးဘူးသူကအရင်ကလည်းသူရီးစားဟောင်းကိုချောင်းမြောင်းခဲ့လို့တားမိန်ထုတ်ခံခဲ့ရဘူးတဲ့အခုတစ်ခါမှလည်းအပြည့်မရှိတဲ့အန်တိုနီကိုအမှုဆင်နိုင်ဖို့ဘ
ဘာနာဖုန်းတစ်လုံးနဲ့ရုံးက Wi-Fi ကိုတုံးခဲ့တယ်ပြီးတော့တန်တရားမဝင်အောင်သူခရစ်စတန်နဲ့အတူရှိနေတဲ့အချိန်ကြမှာစာတွေရောက်အောင်အချိန်ကိုက်ပြီးပို့ခဲ့နေတာလူသမှုဖြစ်ပြီးတဲ့နောက်မှာလည်းခရစ်စတန်ရဲ့ပစ္စည်းတွေကိုချစ်ချစ်စွန့်ပင်ခြင်းနဲ့ထူးဆန်းတဲ့အပြုတ်မှုတွေပြခဲ့တယ်ကဲအမှုရဲ့အဆုံးထက်ကဘလို့ဖြစ်သွားပြီးကမွန်တဲရဲ့သက်စာဖောင်းမှုကဘလောက်တောင်ကြီးကွေးစရာကောင်းတဲ့နောက်ဆက်တွဲအဖြစ်ဆိုးတွေကိုခြံထားတဲ့ဆရာကိုကြည့်လိုက်ကြရအောင်ပါနောက်ဆုံးမှာတော့တရားရုံးကဒန်ခရက်ကိုအဖြစ်ရှိတယ်လို့ဆုံးဖြတ်ပြီးထောင်ဒဏ်တစ်ထပ်ချမှတ်လိုက်ပါတယ်ဒါပေမဲ့ထူးဆန်းတာကသူကတော့အခုချိန်ထိသူ့မှာအပြစ်မရှိပါဘူးလို့ညင်းဆိုနေတော့မှာပဲ ဒီအဖြစ်ဆိုးမှာအားလုံးနဲ့ပို့ပြီးဝမ်းနဲ့ဖို့ကောင်းဆုံးကတော့ဒီကနားလေးပါပဲတောင်းဒါဟာတရက်တည်းမှာအမေကအသက်ခံရပြီးအဖေကထောင်ထဲရောက်သွားလို့မိဘမဲ့ဖြစ်သွားခဲ့ရတဲ့ကလေးငယ်3ယောက်ကိုကိုစားပြုနေတာပါ နောက်ဆုံးမှာတော့ဒီဖြစ်ဖြစ်ကကြောက်စရာကောင်းတဲ့မေခွန်းကိုကျွန်တော်တို့ကိုမေးပြီးချင်နေစေပါတယ်ကိုနဲ့အနီးကဆုံးကိုချစ်ဆုံးလို့ထင်ရတဲ့လူတယောက်ကိုသူစိတ်ထဲမှာတကယ်ပါရှိနေလဲဆိုတာကိုရောကျွန်တော်တို့ကဘယ်အတိုင်းအတာအထိတကယ်သိနိုင်မှာလဲ